ကျွေးဆိုတာဆင်းရဲတဲ့လူတွေမှာပဲရှိနေတာမဟုတ်ဘူးပေါ့နော်လာစာကောင်းကောင်းရနိုင်မယ်ကားကောင်းကောင်းလဲစီးနေတယ်ဖုန်းအသစ်ဆိုလဲဝယ်နိုင်တယ်၊ကင်နိုင်တယ် market trend ကိုလည်းမသိဘဲနဲ့ invest လုပ်မယ်လို့စဉ်းစားနေတယ်ဆိုတာဟာမင်္ဂလာပါ financial vigilance post ကနေဒီနေ့တခုပြောချင်တာပါလဲဆိုရင်အကျွေးဆိုတာဆင်းရဲတဲ့လူတွေမှာပဲရှိနေတာမဟုတ်ဘူးပေါ့နော်တခါတလေမှာပုံမှန်လေပတ်သွားလာနေတယ်ပုံမှန်နေထိုင်မှုပုံစံရှိနေတဲ့လူတွေမှာလည်းအတိုးနှုံမြင့်မြင့်နဲ့အရေးကြပေးချေမှုတွေနဲ့အကျွေးတွေနဲ့ကျင်လည်နေတယ်ဆိုတာကိုလည်းဖြစ်နိုင်ပါတယ်ဥပမာအဖြစ်အဲ့လူတယောက်ကလာစာကောင်းကောင်းရနိုင်မယ်ကားကောင်းကောင်းလည်းစီးနေတယ်ဖုန်းအသစ်ဆိုလည်းဝယ်နိုင်တယ်၊ကင်နိုင်တယ်ခရီးဆိုလည်းထဲလဲထွက်နိုင်တယ် trend ဖြစ်နေတဲ့အရာတွေအကုန်လုံးကိုလည်းသုံးနိုင်ဆွဲနိုင်စွမ်းရှိတယ်ပေါ့နော်အပြင်ပန်းကြည့်ရင်တော့အဆင်ပြေနေတဲ့အရာတော့ရှိတယ်ဒါပေမဲ့ဒီလူဟာသူ့ရဲ့ credit card ရဲ့ minimum payment ကိုတော့မနဲ့အလင်းမီအောင်ပေးချေဖို့ကြိုးစားနေရတယ်ပေါ့နော်အဲ့တော့အတူ credit card ရဲ့အတူကလည်းတဖြည်းဖြည်းနဲ့မြင့်တက်လာမယ်အဲ့လိုဟာမျိုးဟာ living well မဟုတ်ဘဲနဲ့ living on debt ဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကလည်း investment ငါ investment လုပ်ရမယ်ပေါ့ money ကို grow ဖြစ်အောင်လုပ်ရမယ်လို့ပြောနေတဲ့အတန်ကြီးကြားဖို့မှာပေါ့နော်ကိုယ့်ရဲ့ cash flow ကိုတော့ကိုမြင်အောင်ကောင်းစွာထိန်းချုပ်နိုင်စွမ်းမရှိဘဲနဲ့ financial knowledge လည်းတည်ချာချာလေ့လာခြင်းမရှိဘဲနဲ့ market trend ကိုလည်းမသိဘဲနဲ့ invest လုပ်မယ်လို့စဉ်းစားနေတယ်ဆိုတာဟာဒီလိုအခြေအနေမျိုးဟာပေါက်နေတဲ့ရေပုံတွေကိုကိုကရေးထည့်နေတာနဲ့အတူတူပဲပေါ့နော်အဲ့တော့ဒီနေရာကနေပြီးတော့အရေးကြီးတဲ့ lesson တစ်ခုကဘာဖြစ်မလဲဆိုရင်ကိုယ့်ရဲ့ပိုင်ဆိုင်မှုတို့မို့ကိုယ့်ပိုင်ဆိုင်မှု work ကိုတိစောက်ချင်တယ်ဆိုလို့ရှိရင်ဝင်ငွေတိုးအောင် return ရအောင်အရင်မလုပ်ခင်မှာကိုယ့်ရဲ့ယူပေါက်တွေကိုအရင်ပေးရမယ်ကို financial knowledge တွေနဲ့ပြည့်မီနေအောင်လို့ဖြည့်ဆည်းဖို့လိုအပ်တယ်အဲ့တော့နံပါတ်1အနေနဲ့ဆိုရင်ကိုယ့်ရဲ့ credit card ကို debt control လုပ်ဖို့ကိုယ့်ရဲ့ credit card ရဲ့အသုံးစရိတ်ကို control လုပ်ဖို့လိုတယ်ပြီးရင်ကိုယ့်ရဲ့အသုံးအစွဲအလေးအထားကိုပြင်ဖို့လိုတယ်ပြီးရင်ကိုယ့်ရဲ့ cash flow ပေါ့နော် cash flow ဆိုကိုယ့်ရဲ့ဝင်ငွေထွက်ငွေကိုတည်တည်ချာချာနားလည်ပြီးတော့နားလည်အောင်အရင်စူးစမ်းဖို့လိုအပ်တယ်ငွေကြေးအောင်မြင်မှုဆိုတာဟာပုံများတဲ့ income ကိုတည်ဆောက်တာမဟုတ်ပါဘူးပိုကောင်းတဲ့ control ကိုတည်ဆောက်ခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်